တစ်ချိန်လုံးကသူကအင်္ဂလန်ရဲ့အကောင်းဆုံးနောက်ခံကစားသမားတွေတယောက်လို့သတ်မှတ်ခံခဲ့ရတယ်သူကတော့အားလုံးပဲမင်္ဂလာပါ football by view ကနေကြိုးဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့မန်ယူအသင်းကောင်းဆောင်ဖြစ်ခဲ့ဘူးတဲ့သူအလောင်းပြောင်းခံဘဝကနေဟီးရိုးဖြစ်လာသူပရိသတ်တွေရဲ့ယုံကြည်မှုနဲ့ကြီးမားတဲ့ပြောင်းရွှေ့ကြီးနဲ့သူ့ကိုဝယ်လိုက်တယ်သူတို့ကမကွာရဲကိုထိတ်တန်းနောက်ခံသူတယောက်ဖြစ်လာမယ်လို့ထင်ခဲ့ကြတယ်ဒါပေမဲ့ Harry Maguire ဘောလုံးကတခါတလေလူတယောက်ကိုအယမ်းမြန်မြန်ပြောင်းလဲဖြစ်တတ်တယ်သူ့ရဲ့ကစားပုံနဲ့လုပ်ရအမှားတွေကြောင့်ပရိသတ်ရဲ့လောင်ပြောင်မှုတွေခံရပြီးတော့ဘောလုံးဆိုရှယ်မီဒီယာတစ်ခုလုံးသူ့ရဲ့ဟာတာပုံတွေလှုပ်လာကြတယ်ပရိသတ်တွေလည်းလှောင်ကြတယ်ဆိုရှယ်မီဒီယာတစ်ခုလုံးမှာမကွာရဲ့ဟာတာတစ်ခုလိုဖြစ်သွားခဲ့တယ်သူဘောလုံးထိမိလိုက်တိုင်းမှာပရိသတ်တွေကတိတ်ဆိတ်ပြီးစောင့်ကြည့်နေကြတယ် PR တွေကနေ့တိုင်းပို့ကြီးလာတယ်တစ်ချိန်မှာတော့သူ့ယုံကြည်မှုတွေတော့ပျောက်သွားခဲ့တယ်အယံကုန်ပေါ်ထိုင်ခဲ့ရတဲ့နေ့တွေအယံလူစင်းရင်မှာမပါခဲ့တဲ့နေ့တွေအသင်းကောင်းဆောင်ဆိုပြီးမြဲပရိသတ်ရဲ့အားပေးမှုမရှိတော့ကဖဘောလုံးကသူပြီးသွားပြီလို့ဝေဖန်ပြောနေကြတယ်ဒါပေမဲ့သူအရှုံးပေးတာတွေသူမလုပ်ခဲ့ဘူးတချို့ကစားသမားတွေကဒီလိုကိစ္စတွေကြားထဲမှာပျောက်သွားတတ်တယ်ဒါပေမဲ့မကွာရဲကစက်တိုက်ကြိုးစားနေကြတယ် training တွေစိတ်ရှိမှုတွေဝေဖန်ခံမှု PR တွေအားလုံးကိုခံပြီးသူကမ်ဘက်ပြန်လုပ်ဖို့ကြိုးစားခဲ့တယ်တနေ့မှာပရိသတ်တွေစတင်တတိထားမိလာတယ်မကွာရဲကတီတီငင်ငင်ပြန်ဖြစ်လာတယ်ဘောလုံးကစားပုံအရေးကြီးတဲ့ဖြတ်ထုတ်မှုတွေတီချတဲ့စွမ်းဆောင်ရည်တွေကြောင့်ဝေဖန်မှုတွေတဖြည်းဖြည်းငြိမ်သွားတယ်လူတွေစတင်နားလေလာကြတယ်သူကအရန်ပီးစီပြုံးတဲ့ကစားသမားမဟုတ်ဘူးဒါပေမဲ့သူကပေတုံးမှအရှုံးမပြီးပဲဆက်လက်ကြိုးစားနေတဲ့ကစားသမားတစ်ယောက်ပါပဲဘောလုံးမှာအရေးအချင်းတစ်ခုတည်းနဲ့မလုံလောက်ပါဘူးကြိုးစားရမှာရမယ်ဆိုတဲ့စွမ်းအားတွေလေလူတစ်ယောက်ကိုတကပါလုံးလှောင်နေတဲ့အချိန်မှာဆက်ပြီးရက်တည်နိုင်ဖို့ကမလွေးကူပါဘူးဟယ်ရီမကွာရဲ့ဇလန်ကဘောလုံးရဲ့ဇလန်တစ်ခုတည်းပို့ပါတယ်ဒါကကြရှုံးပြီးတော့ပြန်ထနိုင်တဲ့လူတစ်ယောက်ရဲ့ဇလန်တပုပါပဲလက်ရှိအချိန်မှာတော့မကွာရအကောင်းဆုံးပုံစံပြန်ကစားနေပါတခါကြရှုံးလာနဲ့လူတစ်ယောက်ဘဝပြီးသွားတာမဟုတ်ဘူးလူတွေလှောင်နိုင်တယ်ဝေဖန်နိုင်တယ်ယုံကြည်မှုတွေပျောက်သွားနိုင်တယ်ဒါပေမဲ့ကိုယ်တိုင်သာအရှုံးမပေးဘူးဆိုရင်တနေ့နေ့မှာကိုယ့်ရဲ့အချိန်ပြန်ရောက်လာမှာပဲဘဝမှာစက်ပြီးစူးစမ်းနေတဲ့သူတွေကပါနောက်ဆုံးမှာအနိုင်ရတာပါ